Hi ကျွန်တော်နာမည်မျိုးမင်းဖြစ်ပါတယ်ကျွန်တော်ကခီးသွားတာကိုသဘောကျသူဖြစ်ပြီးကျွန်တော်ဘွားရဲ့အခိုက်အတန့်တွေခီးသွားတဲ့တွေ့ကြုံတွေကိုဗီဒီယိုဖြစ်ဖန်တီးတင်ဆက်နေသူဆိုလည်းမမှားပါဘူးစကားမဆက်ကျွန်တော်ကတပည့်တိုင်းသားတယောက်လည်းဖြစ်ပါတယ်မနေ့ပြန်တနင်္ဂနွေနေ့ကကျွန်တော်အလုပ်ပိတ်ရဖြစ်ပါတယ်အလုပ်ကပြန်လာနဲ့အပြင်သွားမှုလမ်းကြောင်းရှာကြမ်းပါတယ်မနေ့ပြန်အလုပ်နာရဲဆိုတော့တနေ့လုံးစာခီးသွားမှုစီစဉ်တွက်ပါကျွန်တော်ဆိုင်ကယ်တစ်စီးကျွန်တော်တငယ်ချင်းအကူညီနဲ့ငှားလိုက်ပါတယ်ဒီညနေမှာတော့ကျွန်တော်ဖက်နဲ့တန်ဝယ်ရရှိလို့ဖူးခတ်မှာရှိတဲ့ပစ္စည်းအဟောင်းဈေးတန်းကိုတွားဖြစ်ခဲ့ပါတယ်ပထမဈေးထဲဝင်ချင်းကျွန်တော်ဖက်ဆိုင်ဝေးဖြစ်ပြီးတော့ edited running shoot တင်ပြီးတော့ကျွန်တော်စမ်းပြီးချင်းမှာပဲအရန်ကြိုက်သွားလို့ကျွန်တော်မချော့ဖြစ်တော့ပါဘူးလူချင်းနဲ့ဖက်နဲ့လည်းရပြီဆိုတော့ကျွန်တော်ဈေးထဲရှောက်ပတ်ချစ်ဖြစ်ခဲ့ပါတယ်ဒီဈေးမှာတန်ဖိုးတည့်ရသူတွေအတွက်တန်ဖိုးကြီးအဟောင်းပစ္စည်းတွေတော်လေးကိုဆုံးပါတယ်အဆုံးဆောင်ဆုံးဆက်ပိန်တွေပါချရောင်းနေတာပါဈေးတဲ့အကုန်ပတ်ကြည့်ပြီးတော့တငယ်ချင်းတွေခေါ်ဆောင်ကနောက်တနေရာကိုကျွန်တော်တို့ခရီးဆက်ပါတယ်ကျွန်တော်မသိတဲ့နောက်တနေရာပါပဲကျွန်တော်ပြောရမှာပါရဲ့အခုကသမင်းလာပဲစားတာပါ Let's go ရောက်တဲ့နေရာလေးမှာညစာထိုင်စားမှုလမ်းဘေးဈေးဆိုင်လေးတွေမှာစားစရာတွေရှာဝယ်စုဝယ်ပါတယ်သမင်းတင်မော်ဒီတောင်းလူချင်းကျော်ချက်ဥကျော်အစုံလေးနဲ့သမင်းထိုင်ဆောင်မကျော်တို့နေရာရှာကြပါဒီဆိုင်ကနေလာဖြစ်ပါတယ်ညပါနောက်ဆုံးတော့လူသူနေတဲ့ရေမြောင်းဘေးနားလေးရွေးလိုက်ပါတယ်သူပဲလာကူကတင်မော်ဒီတောင်းနှစ်ပွဲကျက်ဥကြော်နဲ့သမင်းနဲ့ပြီးတော့အသားလုံးကြော်လူချင်းကြော်ဖြစ်ပါတယ်ခင်ဗျာစားပါတော့မယ်စားစရာတွေကထင်တယ်လို့စားမကောင်းပါဘူးသမင်းစားလို့မကောင်းပါဘူးစားစရာမကောင်းပါဘူးတင်မော်ဒီကထောင်းပေးရမကောင်းတာပါစိတ်ပိုင်းနေဆက်ရအဲ့ဒါနဲ့တင်မယ်တငယ်ချင်းတစုစကားထိုင်ပြောကြရင်လည်းမိုးရတော့မှမဟုတ်ကျွန်တော်တို့အိမ်ကိုအမြန်ပြေးလာကြပါတယ်ကျွန်တော်လည်းအိမ်ပြန်ရောက်တော့မနေ့ပြန်ခီးများချောင်းတွေးရင်းပီတီရဲ့အလုံးအရင်နဲ့မိတ်ဆက်အိပ်ပျော်သွားခဲ့ပါတယ်စကားမဆက်ကျွန်တော်မနေ့ပြန်အလုံးနာရဲ့ကန်းကြီးစုံစားခီးသွားခဲ့တဲ့ဗီဒီယိုအစ်စ်လည်းတင်ဖို့ရှိပါတယ်ဘတ်ကတော်လေးချော်ရမှာပါလူကမောဂါဗတီမရှိတဲ့နေရာလို့အောက်တုံးချနေလို့ဖြစ်နေကြိုက်ဘယ်လောက်နဲ့လဲဆိုကျွန်တော်ပြမယ်ရေတော့ကြည့်ရအောင်ဒါကြောင့်မို့ကျွန်တော် channel မှာဒီလိုမျိုး cinematic vlog ပုံစံလေးတွေကျွန်တော်ဘွားရအခိုက်အတန့်တွေးကြုံလေးတွေကိုကြည့်ကျင်သေးရဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပါပြီးတော့ဗီဒီယိုလေးစောင့်ကြည့်ပေးသွားလို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့အကုန်လုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ် bye bye Arge jamane namngorobu Sulale